အားလုံးပဲမင်္ဂလာပါရှက်ရှန်ဖြစ်ပါတယ်ဒီနေ့မှာတော့ရှက်ရှန်ကတာကိုရောက်နေတော့ပေါ့နော်ဒီလိုမျိုးဖက်နဲ့ထုတ်ပြီးတဲ့ခောက်ဆွဲဆိုင်ကိုတွားပြီးတော့စားခဲ့ပါတယ်နော်ကဲအဲ့တော့ရှန်ဖလော့လေးကိုပြီးအောင်ကြည့်ပေးအောင်နော်ပါရှက်ရှန်ဖြစ်ပါတယ်အခုတော့ရှန်ကလေကတာကိုရောက်နေတာဖြစ်ပါတယ်ကတာမှာနာမည်ကြီးပေါ့နော်ဒီလိုမျိုးဖက်လေးနဲ့ထုတ်ပြီးရောက်နေခောက်ဆွဲဆိုင်မှာရှန်ကဒါမနက်စာလာစားရပဲဖြစ်ပါတယ်နော်ကဲဒီမှာကြည့်ပါအောင်ဒီလိုပုံစံမျိုးလေးဖက်လေးနဲ့ထုတ်ပြီးရောက်တာပါနော်ကဲဘာလေးလဲဆိုတာကြည့်လိုက်ကြအောင်ဒါသူ့ရဲ့ဆိုင်လေးပဲဖြစ်ပါတယ်နော်ဒီကကြတော့ဒါဒီကဖက်ခောက်ဆွဲဆိုင်ရဲ့ဒါဆိုင်နေထားလေးပဲဖြစ်ပါတယ်နော်သူ့ရဲ့ဒါဆိုင်လိပ်စာလေးကကြတော့ပြောရမယ်ဆိုကတာမျိုးရဲ့အထက်ကတစ်လမ်းကြားလေးတွေကိုဝင်ခဲ့ရတာဖြစ်ပါတယ်နော်အဲလမ်းကြားလေးတွေကိုဝင်ခဲ့ပြီဆိုရင်နော်ဒီဆိုင်လေးကိုတွေ့ပါလိမ့်မယ်နော်အဲ့တော့စံပြားတုပ်ပဲဖြစ်ပါတယ်နော်ဒါလေးကိုသူကဒီဖက်လေးတွေကိုထည့်ပြီးတော့အစာပလာနဲ့အစာပလာတွေဖြစ်တဲ့ပဲမှုန့်နေနောက်ပြီးတော့ဒါကကြတော့ငါးဟင်းရည်ပေါ့နော်ငါးဟင်းရည်ပြည့်နှစ်နေတဲ့ငါးဟင်းရည်အနှစ်ကိုဒီထဲကိုလောင်းထည့်လိုက်တာဖြစ်ပါတယ်နော်ဒီငါးဟင်းရည်ကလုံးဝအသက်ပဲဖြစ်ပါတယ်ကဲကြည့်ပါဦးငါးဟင်းရည်ပြည့်နှစ်နေရပဲကဲနောက်ပြီးသွားပြီဆိုရင်တော့ဒါသူ့ရဲ့စီချက်တွေပါတယ်ပေါ့နော်အဲ့ဒီကဟာထည့်ပြီးသွားပြီဆိုရင်စီချက်တွေထည့်ပြီးသွားဆိုတခြားသူ့ရဲ့အစာပလာအစုံပေါ့နော်အစာပလာကတော့အစုံပါပဲဒါတွေထဲကိုထည့်လိုက်ပါတယ်ပေါ့နော်နယ်ပြီးတယ်ပေါ့နော်သူတို့ကနယ်ပြီးသွားပြီဆိုရင်နှံ့အောင်နေတာပေါ့နော်သူရဲ့ဒီအစာပလာတွေကိုတမအောင်နှံ့အောင်နယ်ပြီးတယ်နယ်ပြီးသွားပြီဆိုရင်သူကဒီလိုမျိုးဖက်လေးနဲ့ထုတ်ပြီးတာဖြစ်ပါတယ်နော်သူတို့ဒီကရှေ့ကဖက်ထုတ်ပြီးတော့ဖက်လေးကိုတေချာစုလိုက်တယ်ပေါ့နော်ထိတ်လေးကနေစုပြီးသွားပြီဆိုရင်အပေါ်ကနှီးလေးနဲ့စုပြီးခြိလိုက်တာပေါ့နော်ကဲဒီလိုမျိုးလေးပေါ့နော်ထုတ်ပြီးသွားပြီဆိုရင်အပေါ်ကနေဒါနှီးလေးနဲ့ခြိပြီးတာဖြစ်ပါတယ်ဒါလေးကတပွဲကိုဘယ်လောက်လဲမသိဘူးဗျတပွဲကိုမှ2500ပဲရှိပါတယ်เนาะဒါဖက်လေးနဲ့ထုတ်ပေးထားတဲ့ဟာပေါ့เนาะဒါလေးကိုဖြီလိုက်ပါမယ်အပေါ်ကနှီးလေးနဲ့ဖက်နဲ့လေးကမှုေးနေရမယ်ရင်းခဏဝါကဲနောက်ပြီးတော့ဒါကတော့အရန်စားခြင်းနေရနောက်တစ်ခုဒါကသူကအစီးပေါ့เนาะအစီးကိုတုပ်ပေးထားတာဝါမှုေးတယ်ဖက်နဲ့လေးကိုမှုေးနေရပဲခောက်ဆွဲလေးဝါပူလေးဖက်နဲ့တင်းလေးလုံးဝကဲစားမယ်နော်ကောင်းတယ်တော်ကောင်းတာအရင်ကောင်းတယ်ကြောက်ဘူးကြောက်ဟုတ်ပဲဆိုင်စားဆိုရင်လည်းနှစ်ချင်အောင်ရေမချပေးထားနော်အများကြီးဆိုရင်လည်းရေမချပေးထားနောက်ဒါတော့မရုပ်ချင်ပါနော်တော်ကောင်းတာအပ္ပဒါကခောက်ဆွဲအပြားပေါ့နော်ဟောဘယ်လိုစားပါမလဲစစ်စစ်လေးနောက်တော့ကောင်းတာပဲအားရလေးဒီပဲမောက်ပါတယ်ဒီငါးဟင်းအနှစ်ပါတယ်အဲ့ဒါကြောင့်မို့သူကထွေးလုံးလေးဖြစ်နေတော်ဆောင်းတော့ကောင်းနေဒါလေးကတော့သူ့ရဲ့ဒါငါးဟင်းကြီးလေးပဲဖြစ်ပါတယ်เนาะလုံးဝဟိုငါးနဲ့လောက်ထားတဲ့ငါးဟင်းကြီးပေါ့သူ့ရဲ့အချိုအရသာနဲ့ငါးကြောင့်ချိုတဲ့အချိုအရသာเนาะအချိုမုံအရသာအချိုတွေမဟုတ်ပါဘူးဟင်းကြီးလေးကလေငါအချိုအရသာလေးတော်လေးကိုတောက်လို့ကောင်းတဲ့ဟင်းကြီးလေးကပူလေးပေါ့နော်ဒီမဲကမိုးလေးကလည်းအုတ်တုံမိုင်းတိုင်းလေးနဲ့ရာသီဥတုကလည်းအေးတီးလေးဖြစ်နေတော့ဒီဟင်းကြီးလေးနဲ့တော်လိုက်ပါတယ်